အားလုံးပဲမင်္ဂလာပါ Tasty Vlog ကနေကြိုဆိုပါရစေဒီနေ့တော့ငါးကောင်းချင်းဟင်းနဲ့ပဲကလေးပါတော့ပြီးတော့ငပိရတို့စရာနဲ့ခမင်းစားမှာပဲဖြစ်ပါတယ်ငါးကောင်းချင်းဟင်းကအချင်တက်လေးနဲ့ဆိုတော့ခမင်းစားလို့ပုံမိန်နေပေါ့နော်ငါးကောင်းချင်းလေးချင်းဆက်လေးနဲ့စားလို့ကောင်းတယ်ငါးကောင်းလေးရတယ်နူးညံ့နေရပဲအဲ့ဘာတော်လေးနဲ့ညပိတို့တယ်နဲ့တွဲစားရတာဟင်းတွေကဘယ်လိုတကုံမှမသိဘူးဒီလိုရိုးရှင်းတဲ့ဟင်းရလေးတွေနဲ့ထမင်းဝိုင်းလေးကိုတော့ဘာနဲ့မှမလဲနိုင်ပါဘူးနောက်ဗီဒီယိုတွေမှာဘာရေးစားပြအောင်လဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် like and follow နဲ့ share လုပ်ပေးခဲ့ဖို့လည်းမမေ့ပါဘူးနော် bye bye